ရုံးပြောခမ်းချောင်းငေါကအလုံးပဲမင်္ဂလာပါနန်းနေဒီနေ့မနက်ခင်းမှာ advocate exercise နဲ့လုပ်တယ်နန်းနေကအခု mix voice နဲ့ပတ်သက်ပြီးတော့ exercise လုပ်နေတယ်ဆိုတော့နန်းနေနဲ့အတူလိုက်လို့ချင်တဲ့တူတွေလိုက်လို့ရအောင်နန်းနေ share လုပ်ပေးချင်ပါတယ်focus exercise ကိုမနေ့ခင်းလေးမှာလေ့ကျင့်ဖို့အတွက်ပို့ပြီးအကြံပြုချင်တယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့လေကြောင်းကြွက်သားကအသုံးမပြုရသေးတဲ့အချိန်မှာလေ့ကျင့်ခန်းလုပ်တဲ့အခါပို့ပြီးတော့ထိရောက်မှုရှိပါတယ်လို့ပြီးတော့လေဒီ mix voice exercise နဲ့တမ်းမလို့နဲ့နော်။ကိုယ့်ရဲ့လေကြောင်းကြွက်သားပါးစပ်ကကြွက်သားလေးတွေကိုအရင်အကျော်လျှော်ရပါမယ်။ပြီးတော့ breathing exercise လုပ်မယ်ပြီးတော့ chest voice exercise လုပ်မယ်နောက်ဆုံးမှဒီ mix voice exercise ကိုလုပ်ဖို့အကြံပြုချင်ပါတယ်။ mix voice ကအမြင့်ကြီးဆိုရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့လေချောင်းကြွက်သားလေးတွေက relax ဖြစ်နေဖို့လိုပါတယ်တင်းနေလို့မရပါဘူးအဲ့လေချောင်းကြွက်သားလေးတွေကတင်းနေပဲဆိုရင်လေချောင်းနှာလာလိမ့်မယ်ပေါ့နော်ဆိုတော့ relax ဖြစ်အောင်ဆိုဖို့မေးနေနော်ဘယ်လို exercise ပဲလုပ်လို့ nose တစ်ခုချင်းစီရဲ့ pitch ကိုရောက်အောင်ဆိုရပါမယ်ပြီးတော့လေချောင်း position လေးကိုကိုယ်တိုင်ခံစားကြည့်ပါနန်းနီက vocal exercise လုပ်ရင်အရန်ကပါတယ်လို့ထားပေမဲ့ကိုယ့်ရဲ့လေချောင်း position လေးကိုတိနေတယ်ဘလို့လို့ရင်ဘလို့ထွက်တယ်ဆိုတာတိနေတော့နန်းနီကကတာပေါ့နော်ဒါပေမဲ့အခုမှစပြီးတော့လေ့ကျင့်မဲ့သူတွေကြတော့လေချောင်းလေးကိုမလှုပ်ရှားဖို့အကြံပေးချင်တယ်ရေပြင်းရဲ့အတိုင်းပဲထားပါမော်လို့ငုံလို့ဟိုဘက်ဘေးတွေရိုင်လို့မရပါဘူးဘာလို့ဆိုအပွင့်အတိုင်းလေး exercise တွေလုပ်စေချင်တယ်နောက်ပိုင်းကိုယ့်ရဲ့အတန်လေးကဘယ်လိုထွက်လာရဲဆိုတော့သိသွားပြီးရဲ့နောက်ပိုင်းကျတော့ကိုကြိုက်တယ်လို့ကလို့ရပါတယ်လို့vocal exercise တွေအားလုံးလုပ်ပြီးသွားတဲ့အခါမှာကိုယ်အကြိုက်ဆုံးတစ်ချင်းတွေဆိုကြည့်လို့ရတယ်ပြီးတော့ကိုယ့်ရဲ့အတန်လေးကတစ်နေ့ထက်တစ်နေ့ဘလောက်တိုးတက်လာတယ်ဆိုတဲ့ဟာ record လုပ်ထားဖို့အကြံပြုချင်ပါတယ်လို့ရောင်းခရတဲ့ဘက်ကကြည့်ကြပါဆိုင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်